ရှင်ကအရှက်မရှိတဲ့အငယ်မယားပဲဆိုပြီးဘားကိုရိုက်လိုက်ပါတယ်ပတ်စပ်ပိတ်ဆိုင်ငါကအငယ်မယားမဟုတ်ဘူးဆိုပြီးသူမကိုချက်ချင်းတုံ့ပြန်လိုက်ပါတယ်ဒီပါရိတ်ချက်ကနောက်တစ်ခါသူများအိမ်ကိုမကျူးကျော်ဖို့တတိပေးတာမင်းငါ့ကိုရိုက်ရတယ်ပေါ့လုံကြုံကြီးတွေဒီမိမကိုဖိန်ကားလိုက်အဲ့ဒီချိန်မှာအိမ်တော်ထင်းကျူးရောက်လာပါတယ်ဒီမှာပါတီဖြစ်နေကြတာလေထိုခါအိမ်တော်ထင်းကျူးရှင်ရောက်လာတာနဲ့အတော့ပဲခမရကကိုဥက္ကဋ္ဌရဲ့ဇနီးလားဟုတ်ပါတယ်ကျမကကိုဥက္ကဋ္ဌရဲ့ဇနီးဒီဘီလာရဲ့ပိုက်ရှင်ပါသူမဟုတ်ဘူးသူကလိညာနေတာဒီအမလီဖီကမှကိုဥက္ကဋ္ဌရဲ့ဇနီးပါအိမ်တော်ထင်းကျူးလေးအမျိုးသမီးနဲ့ဦးချဝေခွေရခင်နေပါလေကျွန်တော်ကအခုမှတောင်းဝန်စောက်ဝင်လာဆိုတော့ဥက္ကဋ္ဌရဲ့ဇနီးကိုတခါမှမတွေ့ဘူးထိုခါရှိရှိရဲ့အမိကဒီဗီလာရဲ့အရေးကြီးဆုံးတော့ချက်တစ်ခုကိုပြောပြလိုက်တယ်အင်ယာထဲမှာဗီလာ9လုံးရှိသည့်အနက်အကြီးဆုံးဗီလာရဲ့နောက်ဖေးပေါက်ဥယျာဉ်မှာတူလစ်ပန်းနေအများကြီးစိုက်ထားတာဟုတ်တယ်မလားဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီဗီလာလေးဝင်ခွင့်ရှိတာကိုဥက္ကဋ္ဌရဲ့ဇနီးတယောက်ထိပါအဲ့ဒါကိုခင်ဗျာဘယ်လိုသိတာလဲဘယ်လိုလဲဆိုတော့ကိုချီပိုက်ကကျမတူလစ်ပန်းကိုအရင်စိတ်တာတီးလို့ကျမအတွက်တီးတန့်ပြင်ဆင်ပေးထားတာအခုတော့ကျမဘာလို့လဲဆိုတာသိပြီမလားအဲ့ဒီချိန်မှာတစ်ဖက်အမျိုးသမီးကဒီမိမကကိုဥက္ကဋ္ဌအပြစ်မှာထားတဲ့အငင်းမရပဲဒါကြောင့်ဒီဗီလာအကြောင်းလေးသိနေတာဒီမှာရှင်းလို့မြင်လားဒါကကိုဥက္ကဋ္ဌရဲ့ဇနီးအတွက်တီးတန့် access ကဒီကန်နေတော့ကျမရဲ့အထောက်အထားကိုမယုံသေးဘူးလားလူမေးလိုက်တဲ့အခါကျိုးကလေဒီကန်နေစုခမရကတခိပြီးကိုဥက္ကဋ္ဌရဲ့ဇနီးပဲကျွန်တော်မျက်စိလွှဲသွားလို့တောင်းပန်ပါလေအဲ့ဒီချိန်မှာအသားစီရသွားတယ်လီဖီယာဒီနေ့တော့ငါ့ရဲ့ဘာကိုရိုက်ခဲ့တဲ့သူကိုခေါက်တင်ကစားပြီးရမယ်လူပြောလိုက်ပါတယ်ကျိုးကလေဒီလူကိစ္စမင်းကိုတခိကတော့ကိုယ်တိုင်လှုပ်ရှားမလို့ချောင်းပြောလိုက်ပါတယ်ဒီရှင်းရှင်းလို့တာမီပါရီစပီးစားကြအောင်ပြီစောင့်မျိုးကြပါဦးနော်